ငါတငယ်ချင်းတွေတစ်ပင်အောက်မှာရှိတယ် My friends are in under the tree. နိုင်မြစ်ဒီအီဂျစ်နိုင်ငံတွင်ရှိသည် The Nile is in Egypt. ညဘက်ဆိုရင်ငါတို့လမ်းပေါ်မှာမရှိပါ We are not on the road at night. မြန်မာနိုင်ငံကအရှေ့တောင်အာရှမှာရှိတယ် Myanmar is in Southeast Asia. အမျိုးသားပြတိုင်းဟာပြည်လမ်းပေါ်မှာရှိတယ် National Museum is on Bucho Road. ပြည်လမ်းပေါ်မှာရှိတယ် Bilang Pomashire National Museum is on Peru. ဟုတ်ကဲ့အမေအခုအိမ်မှာမရှိဘူး My mother is not at home. ပြီးခဲ့တဲ့နွေရာသီကငါတို့ငပလီမှာရှိခဲ့ကြတယ် We were at the Ngapli beach last summer. သူ့အိမ်ဒီမြို့အစွန်တွင်ရှိသည် His house is at the end of village. မြို့အစွန်တွင်ရှိသည် His house is at the end of town. ငါတို့ကျောင်းအုပ်ဆရာကြီးကအခုရုံးခန်းထဲမှာရှိတယ် Our headmaster is in office now. မင်းကားတစ်ပင်အောက်မှာရှိတယ် Your girl is under the tree. မင်းတငယ်ချင်းတွေအခန်းထဲမှာမရှိဘူး Your friends are not in the class. မောင်မောင်ကရန်ကုန်မှာမရှိပါ Mama is not in Yangon. ရန်ကုန်ပြည်သူ့စေယုံကြီးဟာဗိုလ်ချုပ်လမ်းမပေါ်မှာရှိတယ် Yangon General Hospital is on Bucho Road. ဒီနေ့ကသူတို့တွေရန်ကုန်မှာရှိခဲ့တယ် They were ဒီနေ့ကသူတို့တွေရန်ကုန်မှာရှိခဲ့တယ် They were in the Yangon. အင်းရန်ကုန်ပဲ They were in Yangon the day before yesterday. Okay ကျောင်းကြီးရုံးခန်းဒီဒုတိယတက်တွင်ရှိသည် Headmaster is on the first. ကျောင်းကြီးရုံးခန်း Headmaster office in on the second floor. မင်းဒီမင်းညကသူ့အိမ်မှာမရှိခဲ့ပါ Mimi was not at his house last night. Okay သူမအခုကျွန်တော်အတော်ရဲ့အိမ်မှာရှိတယ် She is at my aunt's house now. မင်းညကသူတို့ဒီမှာမရှိခဲ့ဘူး They were not here last night. အောင်နဲ့ကြော်ကြော်ဒီယခုငါ့အိမ်ထဲမှာရှိတယ် Ao and Jojo are in my room. In my house. now အခုလေအဲ့တော့ကျောင်းသားများစာသင်ခန်းထဲမှာရှိကြသည် Students are in the room. Okay